ครูคอครูคอครูอ่ากูมาအဲ့ရနိုးတယ်ကွာရောက်ဒီနေ့ဘယ်နေ့လဲရောက်ဒီနေ့တနေ့လာနေပဲအကြောင်းသွားမယ်နေပဲရောက်သွားပါပြီကွာရောက်ရောက်ရေးသွားပါပြီကွာအကြောင်းသွားမယ်ကြာသွားလိုက်မအောင်ငါမေရှိသေးတာငါမေကအလုပ်သွားပြီတယ်မရှိတော့ဘူးတဲမှာကဲပါကွာကျောင်းသွားဖို့ငါပြင်ဆင်လိုက်ပါဦးကွာကဲငါလွယ်ရပါမှာငါလွယ်မယူကွာကဲထားလိုက်ပါတော့ကွာငါကျောင်းသွားပြီငါမိတော့ငါ့ကိုတီးရိုက်တော့မှာပဲကျောင်းနဲ့နောက်ကျနေပြီကွာကဲကွာကျောင်းဝင်သွားလိုက်ပါစို့ကွာဘာမှမပြောပဲရောသွားမယ်ဟဲ့ခဏနေပါအောင်ကွာအခုဆိုတော့ငါရဲ့ကိုကြီး rush ရဲ့အိမ်ကမသွားတာကြာပြီနော်ငါတို့အိမ်ကိုခဏတော့သွားလိုက်အောင်ပါမယ်ကွာတသားချောင်းပြေးမယ်စာမလုပ်ချင်ဘူးအိမ်စာမလုပ်ချင်ဘူးတသားချောင်းပြေးမယ်စာမလုပ်ချင်ဘူးအိမ်စာမလုပ်ချင်ဘူးတသားချောင်းပြေးမယ်โอเคဒါဆို progress အိမ်ထဲမှာရှိရလားမသိဘူးမရှိရင်တော့တေးပြီနော်ဒီခန်းထဲမှာတော့မရှိဘူးရှင်းမအောင်ရှိတယ်အိမ်သားထဲမှာအီးပါနေရများလားမဟုတ်ပါဒီချိုးကားထဲမှာလည်းမရှိဘူးဆိုဒီခန်းထဲမှာပဲဖြစ်လာဘူးprogress ပါလားရောက်ဘိုးမင်းဒီမှာပါလာလို့တာလေဘာလာလဲမလဲပေါ့ဗျာ progress မတွေ့ရကြလို့လားဟုတ်ပြီလေကွာရောက်progress ဘာကိနေဆောင်းနေရလဲဗျဟုတ်လားငါဟိုက Roblox ဆောင်းနေရလေဟုတ်လားဗျမသိလို့ဒါနဲ့ progress ကြီးကျွန်တော်အပြင်လျှောက်လိုက်နေတယ်ဗျ progress နဲ့တူဟုတ်လားမကြောင်းသွားလိကွာဘာလို့အပြင်လျှောက်လိုက်မလဲကွာကြောင်းသားကကြောင်းသွားဗျာကျွန်တော်ကလည်းကွာအပြင်မှာလျှောက်လိုက်ခြင်းလို့ပါဗျာ progress ကဟုတ်ပြီကွာမင်းအပြင်ကိုဒီလောက်လျှောက်လိုက်ခြင်းတော့မှလည်းငါလည်းလိုက်ဖို့ပေးရမှာပေါ့ကွာကဲဘိုးကြီးလားငါတို့သွားကြစို့ကွာကဲဘိုးကြီးငါတို့ပဲသွားကြမလဲprogress ကျွန်တော်ဟိုကသွားခြင်းတယ်ဗျာကျွန်တော်ကစားဝင်ကိုသွားခြင်းတယ်ဟုတ်လားဟုတ်ပြီငါမျိုးကစားဝင်လိုက်ပို့ပေးမယ်ဆိုင်ကနေပဲသွားမယ်ငါကမတက်လို့ရမလားနောက်ဟုတ်ပြီတော်တယ်ကွာငါညီလေးမင်းမသိစေနဲ့နော်တီးတော့မင်းမဲရိုက်ခံမှာငါဘာမှမပြောပေးဘူးမင်းဗျာကျွန်တော်မရမသိပါဘူးဗျာကျွန်တော်မရဘာမှမသိတာမသိရောprogress ကလည်းပြဘလို့မောင်းနေရတယ်ဒါ progress ပဲစိုက်ကတိုက်ပြီးရှောင်းနေအောင်မင်းငေါ့လို့လာမပြောနဲ့ဆေးုံမောပါပမောင်းမိလိုက်ရော progress ကဖြည်းဖြည်းမောင်းပါဗျာတိုင်း progress ပဲအုပ်ဆက်ပွင့်တေးနေအောင်ပဲပြောရင်ဆိုနေတိုက်ပါဗျာဟိုကွာအမင်းပါလို့တိုက်တာကွာရောနမိတ်မကောင်းဒီကစားဝင်လားဗျာကျွန်တော်ဒီကစားဝင်မသွားချင်ဘူးဗျာဟုတ်ပြီတခြားကစားဝင်လိုက်ပို့ပေးမယ်နော်ဒါမှငါတို့ progress ကွာဟုတ်ပြီဒီအကြောင်းတော့မင်းသိသွားတော့မသိဘူးနော်ကျွန်တော်မသိပါဘူးဗျာဟုတ်ပြီ let's go progress ကလေဗျာဘာလဲဆိုင်ကတီချာမောင်းပါလို့ပါငါမောင်းနေပါကွာပါ progress နော်ကဲငါဝင်တော့ရောက်ပြီလားငါတို့ဟိုကစားဝင်နေမှာဆိုင်ကပတ်မောင်းရစို့ဆိုင်ကပတ်မမောင်းနေပါမိုက်တယ်ကွာရေထဲမှာဆိုင်ကမအောင်ရဖီနေပြန်တက်လို့မရ progress တေးနေပဲနော်progress ကတော့progress မှာဘဲစီးမယ်လေလားဘဲစီးကြစို့လာပါကွာလားဘဲစီးမယ်ဘဲစီးရတာမိုက်လားမိုက်တယ်ဗျဘဲစီးရတာ
ပဲလားပဲစီးရယ်ပဲစီးမယ်ပဲကနီးလိုက်တာကွာလားတခြားမစီးကြစို့ဟိုငါတို့အချိန်ကြီးကုန်သွားမယ်ငါဆိုင်ကရေးတဲ့နေသွားပြန်ပြီငါအချိန်ကြီးလွန်သွားပပူကြီးတက်ကွာလားတခြားနေရာသွားကြစို့အော်ငါဆိုင်ရုံကအချိန်နဲ့ယူပြီးတော့အပေါ်မြောက်တင်လိုက်မယ်ဟာဖြေဦးကဲကွာခြေချင်းပဲသွားကြစို့ငါဆိုင်ကလည်းပြောက်သွားပါပြီကွာအမင်းကြောင့်ဖြစ်တာကွာဟာ progress ကလည်းဘာမှလည်းမဆိုင်အဲ့အောင်ဆိုင်နေရောနော်ဒါဘာကြီးလဲ roller coaster လားဘာကြီးလဲတော့မသိဘူးလားလာပပူကြီးအော်ဒီမှာပဲအချိန်ကုန်နေလို့မဖြစ်ဘူးကွာငါတို့တခုမဟုတ်တခုတော့စီးလိုက်ရမယ်လားကဲပါကွာလားငါတို့နှစ်ယောက်တူ roller coaster စီးကြစို့ကွာလာပပူလားမြန်လားယောမင်းမမြင်ဘူးလားယောအရှိယောမင်းမမြင်ဘူးလားလို့ယောမင်းလမ်းဟိုဘက်မှာလေးယောဟာမင်းမလေးဂိမ်းနေဆော့မင်းမျိုးလုံးကောင်းရမလားမဟုတ်ပါဘူးဗျာငါတည့်ရတော့မင်းငေါ့တိုင်လိုက်မင်းအိမ်မှာနေမန်ခရက်ဒီဆော့ပြီးတော့စားလည်းမလုပ်ဘူးလေနော်မင်းအဲ့လိုမလုံးနဲ့ကြားလားကိုလိုမလုံးနဲ့ယောဟိုဘက်မှာလို့ဝင်ပါကျဲကွာလား let's go သွားကြစို့လားဒါဘာလုပ်လဲဒါကဘာလုပ်လဲတော့မသိဘူးကွာဟာဘာလဲလို့မရလာငါတို့ကွာ roller coaster စီးကြစို့ကွာ let's go ဟာယောဟိုကောင်တကောင်ယောဒီကောင်မလေးကဘာဖြစ်တာလဲ let's go အော်ယောဘာကြီးလဲ roller coaster မဟုတ်ကွာဒါဘာကြီးလဲဟာယောဘိုးမင်းဘာလို့អော်နေရလဲတာကြောက်တယ်မလေးအောင်လေးကြောက်တယ်အော်ယောကြောက်တယ်ယောဘိုးမင်းငါခါတော့မင်းမအန်ချတယ်နော်ယောငါကြောက်လာပြီလို့ဘရိုကလေးဗျာဘာကြောက်စရာမရှိဘူးမဟုတ်ဘူးငါလည်းရောင်းအောင်မင်းလုပ်တယ်စဉ်းစားစို့ let's go ဘိုးမင်းထပ်စီအောင်မလို့လားယောလာသွားမယ်စီရဒီနေ့စီရတော့တော်မိုင်းနေနော်ရောက်ပြီယောဘိုးကလာဒါတော်ရဟိုကဲလာမင်းမတက်မနေနဲ့ယောနောက်တယောက်ပါလားအမဟိုဒါလေးစီးလို့ရလားရတယ်ဒီဘောကနေမခုံချနေတယ်3မိနစ်တဲ့3မိနစ်ဆိုမကြလုံးလားနည်းနည်းတော့ကြာရဗျာနော်နည်းနည်းတော့ကြာတယ်ဒါမဲ့ချတော့အချိန်မြန်အောင်လုပ်လိုက်ပြီမိုက်ပါပြီကွာယောတော်ပြန်သွားကြဒါကြီးအေးပါကွာတော်လေးကိုမြန်သွားပြီခဲကွာလာဟိုတခြားနေရာရှောက်သွားကြစို့ကွာ